200လေးညီမလေးဟုတ်တယ်ဟုတ်တယ်လူဘာဝတာပေါ့ကိုမဆိုင်မှာဒီမဆိုင်နေပြေးဝင်ငါဆိုင်ကြတာအကျွေးဆိုညီလူဘာဝတာမဟုတ်ဘူးလားနောက်ဆုံးရရင်ပြေးမယ်ဒီကလည်းဘာသာရှိနားမပင်တာဒီကစိတ်နဲ့ပြေးတော့အဲ့တော့ပြင်းထန်တာတော့မဟုတ်ဘူးနော်ဒီကဟိုပါအကျွေးဆိုရင်ဒီမှာလာဝယ်ကြလက်လေးဆိုပြားဆိုင်တော့ဝယ်ကြတယ်ဘလို့ကောင်မနေလည်းမသိဘူးကျွားရဲစောက်ပေါက်ဆိုတဲ့ပြေတော့မားလေးကျေးဇူးပဲနော်နောက်လာအားပေးတော့မားဆိုင်နော်အေးပါအေးပါနင်တို့ကလည်းငါဈေးလာကြတာနောက်ကျလိုက်တာလောက်ကအရင်ရေးကြီးနေတယ်ဆိုလို့အဲ့ဒီမှာအချိန်ကိုနည်းနည်းလောက်ပြီးနေလို့ကြာသွားတာဟုတ်တယ်အမကြီးလှုပ်ချင်ရလဲဗျာအရှင်တွေမကောင်းပါဘူးဆက်ဆံရတာမကောင်းဘူးဗျာရှေ့ရပြန်နေငါလည်းနေတော့အားကိုကသမီးကငှက်သေးဦးငါမှလည်းဈေးရတာတအားပင်မန်းတာဩအမရဲ့ပင်တော့ပင်မန်းတာပေါ့ဒီမောင်လေးတယောက်ရှိတာအမဒါတော့ကလေးတော့အပင်မန်းမခံနိုင်ဘူးလားအမရဲ့အောင်လေးပြောပြမယ်အလောက်ကရမ်းရေးကြီးတယ်တဲ့မဟုတ်ဘူးကျွန်တော်ကအလောက်ထက်ရေးကြီးတာရှိတယ်ကျွန်တော်မှဈေးပြောင်းကျွန်တော်သွားကြိုးရမယ်လို့ကျွန်တော်အခုပြောခဲ့တာအဲ့တော့မရဘူးကွာတဲ့ဒီနေ့ကကြံတဲ့ရက်တွေတော့မင်းပြဿနာမရှိဘူးဒီနေ့ကတော့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်မင်းအလောက်ကတော့အချိန်မိုးလေးဆင်းပေးပါဆိုလို့သူတို့ကပြောတဲ့အတွက်ဆင်းပေးတာအေးပါအေးပါပြီးရောပြီးအဲ့ဒါငါတို့အိမ်ပြန်ကြမယ်လေနော်ဟုတ်တယ်ပြန်မယ်လားပြောတယ်ဒီအလုတ်ရှင်နဲ့အလုတ်လုတ်တဲ့အခါမှာတိတိကျကျဂယုစိုက်ပြီးလုတ်အလုတ်ရှင်ကပုံစံမလာဘူးတကယ်ရအဲ့ဒါတွေကိုကြောင့်ခေါင်းနဲ့ထည့်ပြီးတော့ရောစေအမောက်လည်းအခုတို့လာကြိုပြီးသွားပြီဟုတ်တယ်မင်းလည်းအလုတ်ထဲရောက်မင်းကလေမင်းဘိုက်စားတဲ့အကြောင်းလေးကြီးပြောနေတာအမဒီကရောက်ရင်ကျွန်တော်တကယ်ချင်းတယောက်ကြီးရှိုးမယ်အမဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ခမင်းချက်ကြီးအိမ်မှာအကုန်လုံးချက်ပြီးသားအစင်းနဲ့စားရတယ်ကျွန်တော်ကအဝဆွဲမှာတော့သွားမှာဗျာအဲ့ချက်ပွဲပေါင်းရောဒီနဲ့ထားရဗျာငါချက်ဆုံးတယ်လည်းမကြည့်ဘူးဟုတ်တယ်ဟာဟဲ့ဟာငမိုးတို့ဘာမှမဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်သူ့မှာလည်းပါတယ်အဲ့တော့ငါတို့တွေကသူ့မောင်နည်းနည်းလေးတက်တက်လေးပြောနေဟမ်ဟုတ်တယ်